starting လေးလာမယ်သူတွေရဲ့ပြီးတော့ IGCSE O level သမားတွေအတွက်စမဒီဗီဒီယိုဖိုင်လေးတွေအကောင့်နဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်လေးတွေဆက်လက်ပြီးတော့တင်ပေးပါမယ်ပေါ့နော်အဲ့တော့ကိုအစားဆုံးဒီဗီဒီယိုဖိုင်မှာတော့ကျမတို့ဒီ type of business organization ချောင်းပြောသွားပါမယ်အဲ့မှာကျမတို့ဒီ business organization ရဲ့ဒီစီးပွားရေးနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေမှာကျမတို့ဘာတွေရှိလဲဆိုတော့ဒီ public sector organization ရဲ့ပြီးတော့ private sector organization ရဲ့ဆိုပြီးတော့ကျမတို့မမျိုးရှိရပေါ့ public sector organization ဆိုတာကတော့ဒီရုံးဌာနတွေသို့မဟုတ်နိုင်ငံပိုင်အဖွဲ့အစည်းတွေကို public sector organization ကိုခေါ်ပါတယ်နောက်တစ်ခါ private sector organization ဆိုတာကတော့ကျမတို့ဒီမှာပုဂ္ဂလိကကုမ္ပဏီတွေသို့မဟုတ်အဖွဲ့အစည်းတွေကိုကျမတို့ private sector organization ကိုခေါ်ပါတယ်အဲ့မှာဥပမာ public sector organization ဒုဌာနသို့မဟုတ်နိုင်ငံပိုင်အဖွဲ့အစည်းတွေကဘယ်လိုဟာတွေလဲဆိုတော့ကျမတို့ကပြည်သူလူထုအတွက်ဝန်ဆောင်မှုပေးတဲ့အဖွဲ့အစည်းတွေကိုကျမတို့ public sector organization လို့ခေါ်ပါတယ်အဲ့တော့အဓိက main လေးမှတ်ရမှာတော့service to the public ပေါ့ပြည်သူလူထုအတွက်ဒီဝန်ဆောင်မှုလုပ်ပေးတဲ့အဖွဲ့အစည်းတွေကို public sector organization လို့ခေါ်ပါတယ်အဲ့တော့အဲ့မှာဥပမာကျမတို့ဒီမှာဒီလေ့လာကြည့်မယ်ဆိုရင်တော့ဒီပညာရေးနဲ့ပတ်သက်လို့ဒီ public sector organization တွေကဘယ်လိုဟာတွေလဲဆိုတော့ state school တွေရှိမယ် university နိုင်ငံပိုင်ကျောင်းတွေနဲ့ဒီတက္ကသိုလ်တွေရှိမယ်နောက်တော့ဟာကျန်းမာရေးနဲ့ပတ်သက်လို့ရှိရင်တော့ government owned hospital ဆိုတာကတော့အစိုးရပိုင်းဒီစေယုံတွေရှိမယ်ပြီးရင်နောက်တော့ခါဒီ national transport လို့ခေါ်တဲ့နိုင်ငံပိုင်ပြည်ပို့ဆောင်ရေးလုပ်ငန်းတွေရှိမှာပေါ့နော်ဥပမာကျွန်တော်တို့ဒီ US တို့ UK တို့မှာဆိုရင်တော့ဒီနိုင်ငံပိုင်ပြည်ပို့ဆောင်ရေးလုပ်ငန်းတွေမှာဆိုရင်အဲ့မှာဒီတောင်းသားတွေပါတယ်ဆိုရင်တော့ကျွန်တော်တို့ဒီ transport charges တွေဘေးစရာမလိုဘူးပေါ့ဥပမာ bus car တို့ဒီရထားတို့စီးတဲ့အခါမှာအဲ့လိုမျိုးလုပ်ငန်းတွေကိုကျွန်တော်တို့ public sector organization လို့ခေါ်ပါတယ်နောက်တစ်ခုကကျတော့ဒီဆိုတော့ private sector organization ကတော့ဆိုတော့ဒီ public က company တွေတော့မဟုတ်အဖွဲ့အစည်းတွေကို private sector organization လို့ခေါ်တယ်အဲ့ဒီအဖွဲ့အစည်းတွေကတော့ကျွန်တော်တို့ဒီ profit အကျိုးအမြတ်တွေအလုံးလုံးတဲ့ဒီအဖွဲ့အစည်းတွေကိုခေါ်ပါတယ်အဲ့ဒီမှာဆိုရင်တော့ဘယ်လိုမျိုးတွေပါမလဲဆိုတော့ sole trader လို့ခေါ်တဲ့ဒီကျွန်တော်တို့တိုးလေးပါလုပ်ငန်းတွေရှိမယ် partnership လို့ခေါ်တဲ့ဖက်ဆက်လုပ်ငန်းတွေရှိမယ် partnership ဆိုတာကတော့ကျွန်တော်တို့ကဒီအနည်းဆုံး2ယောက်ရှိရမယ်2ယောက်နဲ့2ယောက်အထက်အဲ့တော့2ယောက်အထက်အဲ့တော့လုပ်ငန်းကိုအတူတကွစီးပွားရေးလုပ်ငန်းကိုအတူတကွလုပ်ဆောင်ကြမယ်ဆိုရင်တော့ partnership လို့ခေါ်ပါတယ်နောက်တစ်ခါဒီ company မှာတော့ကျွန်တော်တို့2မျိုးရှိပါတယ် private limited company ရဲ့ public limited company ရဲ့ဆိုပြီးတော့2မျိုးရှိပါတယ် private limited company ဆိုတာကတော့ဒီ public ကပိုင်တဲ့ company limited တွေသူ့ရဲ့နာမည်နောက်မှာဆိုရင်တော့ကျွန်တော်တို့က entity ထည့်ပါတယ် public limited company ကတော့အများပိုင်း limited တွေ company တွေပေါ့နော်သူ့ရဲ့နာမည်နောက်မှာတော့ကျွန်တော်တို့ဒီ PRC လို့ခေါ်ပါတယ်နောက်ပိုင်းမှာ private limited company နဲ့ public limited company ရဲ့ခြားနားချက်တွေကိုနောက်ပိုင်းဗီဒီယိုတွေမှာဆက်လက်ပြီးတော့ကျွန်တော်တို့ဒီတင်ပြပေးပါမယ်နောက်တစ်ခါ limited liability partnership လို့လည်းခေါ်ပါတယ်ဒီသူ့ရဲ့အတူပေါင်းကတော့ကျွန်တော်တို့ဒီ LLP လို့သုံးပါတယ်အဲ့တော့ပြောရမယ်ဆိုရင်တော့တာဝန်ယူမှုအကန့်အသတ်ရှိတဲ့ဖက်ဆက်လုပ်ငန်းတွေဒီမှာလည်းကျွန်တော်ဒီမြန်မာလိုလေးနားလည်အောင်ရေးထားပါတယ်ဒီပတနာအချင်းချင်းကျွန်တော်တို့ပတနာတွေလုပ်ငန်းတွေကိုမျှဝေလုပ်ကိုင်ကြတဲ့အခါမှာဒီလုပ်ငန်းတွေပြီးတော့အကျိုးတင်တဲ့အခါမှာအဲ့တော့အဲ့မှာမိမိတို့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေကိုဆုံးရှုံးမှုမရှိပို့ရအတွက်ဥပဒေအရအကွာအပေးထားတဲ့လုပ်ငန်းအမျိုးအစားကိုကျွန်တော်တို့ limited liability partnership လို့ခေါ်ပါတယ်အဲ့တော့အခုပြောခဲ့တာကတော့ကျွန်တော်ဒီ public sector organization ရဲ့ private sector organization တွေအကြောင်းဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့နောက်ထပ်ချက်ပြီးတော့ပြောချင်တာကကျွန်တော်တို့ဒီမှာ type of business ရှိပါတယ်စီးပွားရေးလုပ်ငန်းအမျိုးအစားတွေကျွန်တော်တို့ဒီပတ်ဝန်းကျင်မှာနေ့စဉ်ကျင်းလဲရတဲ့ပတ်ဝန်းကျင်တွေမှာလေ့လာလိုက်မယ်ဆိုရင်အဲ့တော့ဒီလုပ်ငန်းအမျိုးအစားတွေခွဲလိုက်တဲ့အခါမှာကျွန်တော်တို့ဒီ trading ဆိုတဲ့အရောင်းဝယ်လုပ်ငန်းတွေရှိမယ်ပြီးရင်နောက်တစ်ခုကကျတော့ sorry အဲ့တော့ trading ဆိုတဲ့အရောင်းဝယ်လုပ်ငန်းတွေရှိမယ်ပြီးလို့ရှိရင်နောက်တစ်ခုကဘာတွေရှိမလဲဆိုတော့ဒီ service လို့ခေါ်တဲ့ဝန်ဆောင်မှုလုပ်ငန်းတွေရှိမယ်နောက်တစ်ခါ manufacturing လို့ခေါ်တဲ့ကုန်ထုတ်လုပ်ငန်းတွေရှိပါတယ်အဲ့ဒီမှာ trading တို့ service တို့ manufacturing တို့မှာ
ယောက်တည်းပြီးလောက်တယ်ဆိုရင်တော့တဦးဒီပိုင်းဆိုရင်တော့ဒီကျမတို့ sole trader လို့ခေါ်ပါတယ်ရှေ့ပိုင်းမှာလည်းပြောခဲ့ပါတယ်တဦးဒီပိုင်းဆိုရင်တော့ sole trader အနည်းဆုံး2ယောက်သို့မဟုတ်2ယောက်အထက်အဲ့တော့လုပ်ငန်းကိုအတူတကွလုပ်ကိုင်ကြရဲဆိုရင်တော့ partnership လို့ခေါ်ပါတယ်နောက်တော့အဖွဲ့အစည်းပုံစံလုပ်ချင်တယ်ဆိုရင်တော့ share တွေနဲ့လုပ်ချင်တယ်ဆိုရင်တော့ကျမတို့ဒီ company လို့ဖွဲ့စည်းပေးရပါတယ်အဲ့မှာမှစောစောက company မှာမှကျမတို့ private ရှိတယ်အဲ့တော့ public ဆိုပြီးတော့နှစ်မျိုးခွဲထားခဲ့ပါတယ်အဲ့တော့ private ဆိုရင်တော့နာမည်ရဲ့နောက်မှာ entity ပါပါမယ် public ဆိုရင်တော့ဒီ company ရဲ့နာမည်ရဲ့နောက်မှာ PLC ပါပါမယ်အဲ့တော့ဒါတွေကတော့ကျမတို့ဒီ sole trader တွေ partnership တွေ company တွေနဲ့ပတ်သက်တဲ့ကျမတို့ကဒီစရင်းဖွဲ့စည်းပုံတွေကိုတော့ financial statement နဲ့ပတ်သက်တာတွေတော့နောက်ဗီဒီယိုတွေမှာဆက်လက်ပြီးတော့ပြောပါမယ်နောက်တစ်ခုကကျတော့ကျမတို့အဲ့ဒီမှာစောစောကကျမတို့ဒီလုပ်ငန်း၃မျိုးအကြောင်းပြောခဲ့တယ်အဲ့မှာတယောက်တည်းလုပ်တယ်ဆိုရင်တော့ sole trader လို့ခေါ်ပါတယ်အဲ့မှာ sole trader လုပ်တဲ့အခါမှာကျမတို့ကောင်းကျိုးလည်းရှိမယ်ဆိုးကျိုးလည်းရှိမယ်အဲ့တော့ဒီကောင်းကျိုးဆိုးကျိုးတွေကိုကျမတို့သိထားရပါမယ်ဒါဆိုရင်အဲ့မှာ sole trader လုပ်တဲ့အခါမှာကောင်းကျိုးတွေကဘာတွေလဲဆိုတော့ကျမတို့ဒီမှာတယောက်တည်းလုပ်တဲ့အတွက်ကြောင့်ကျမတို့ကဒီ easy to set up and dissolve ပေါ့အဲ့တော့လုပ်ငန်းစတင်တည်ထောင်လို့ရလဲလွယ်သလိုပြန်လဲဖြတ်သိမ်းဖို့ရလဲလွယ်ကူပါတယ်နောက်တစ်ခုကကျတော့ကျမတို့အဲ့ဒီမှာအဲ့တော့ဒီ decision ချတဲ့အခါမှာဆုံးဖြတ်ချက်ချတဲ့အခါမှာအဲ့တော့တယောက်တည်းပိုင်းဆိုတဲ့အတွက်ဘယ်သူမှတိုင်ပင်စရာမလိုပဲကိုယ်ကအပြည့်အဝဆုံးဖြတ်ချက်ချလို့ရပါတယ်နောက်တစ်ခုကကျတော့ကျမတို့ကဒီကောင်းကျိုးကတော့ဒီမှာ profit တွေအားလုံးကိုအဲ့တော့တူရီပဲပိုင်ဆိုင်ခွင့်ရှိပါမယ်ဘယ်သူမှခွဲပေးစရာမလိုပါဘူး sorry နောက်တစ်ခုကကျတော့ကျမတို့ဒီမှာနောက်တစ်ခုကကျတော့ကျမတို့ personal relationship with customer တူရီမှာလုပ်ငန်းဆိုတဲ့အတွက်ဒီဝယ်တဲ့သူတွေဥပမာ customer တွေဖောက်တယ်တွေနဲ့ကျမတို့ကဒီကိုယ်တိုင်ဆက်ဆံရတဲ့အတွက်ရင်းနှီးတဲ့လူမှုဆက်ဆံရေးတွေရှိလာမယ်ဒါက sole trader လုပ်ခြင်းအကျိုးကျေးဇူးတွေနောက်တစ်ခုကတော့ကျမတို့ကဒီမှာ business privacy လုပ်ငန်းနဲ့ဆိုင်တဲ့ show ချက်တွေကိုကျမတို့ကဒီဘယ်သူမှထုတ်ပြောစရာမလိုဘူးဘယ်သူနဲ့မှလည်း share လုပ်စရာမလိုတော့ကျမတို့တည်တဲ့အဖြစ်နဲ့ဒီဘာဖြစ်လဲဆိုတော့ဒီရှိနေမယ်ပေါ့နော်ဒါကတော့ကျမတို့ဒါ sole trader လုပ်ခြင်းရဲ့ကောင်းကျိုးတွေဆိုကောင်းကျိုးတွေပါ sorry အဲ့တော့ sole trader လုပ်တဲ့အခါမှာကောင်းကျိုးလည်းရှိသလိုကျမတို့ဆိုးကျိုးလည်းရှိပါမယ်အဲ့တော့ဒါဆိုရင်ကျမတို့အဲ့မှာဆိုးကျိုးကဘာတွေလဲဆိုတော့ disadvantages ကတော့ unlimited liability အဲ့ဒီမှာကျမတို့ကတကယ်လို့လုပ်ငန်းကအကျွေးတွေတင်ခဲ့မယ်ဆိုရင်တော့အဲ့ဒီအကျွေးတွေကိုကိုယ်တိုင်မလုပ်ရလဲဆိုတော့တာဝန်ယူပြီးတော့ဖြည့်ရှင်းရပါမယ်နောက်တစ်ခုကကျတော့ကျမတို့က sole trader လို့ဆိုတဲ့အတွက်ကြောင့်တယောက်တည်းပိုင်ဆိုတဲ့အတွက်ကျမတို့ကအဲ့ဒီမှာတကယ်လို့လုပ်ငန်းအတွက်အရင်းအနှီးတွေလိုလာတဲ့အခါမှာအဲ့ဒီအရင်းအနှီးတွေကိုရှာဖွေရတာခက်ခဲလာပါမယ်နောက်တစ်ခုကကျတော့ကျမတို့က lack of continuity အဲ့တော့ဘာဖြစ်လဲဆိုတော့တယောက်တည်းပိုင်လုပ်ငန်းဆိုတဲ့အတွက်ကြောင့်အခက်အခဲတွေကြုံရမယ်အဲ့လိုအခါမှာဖြည့်ရှင်းရတဲ့အခါမှာကျမတို့ကဒီမှာလုပ်ငန်းကရှေ့ဆက်ရပ်တည်နိုင်မှုရအတွက်အားနည်းတာတွေကြုံတွေ့လာမယ်ပြီးရင်နောက်တစ်ခါ no specialization အဲ့ဒီမှာ heavy work လို့လည်းခေါ်တယ်အဲ့တော့တူရီမှန်ဆိုတဲ့အတွက် manager လည်းပို့ပဲပြီးရင်ကျန်တဲ့လုပ်ငန်းအဝါကိုအားလုံးဒီလုပ်ငန်းတာဝန်တွေကိုကျမတို့ကဒီခွဲကျွမ်းကျင်မှုအပိုင်းတွေကိုကျမတို့ခွဲခြားမပေးနိုင်တဲ့အတွက်ကြောင့်လုပ်ငန်းတာဝန်တွေကိုကိုယ်တယောက်ထည့်ယူရမယ်ဆိုတဲ့အတွက်ကြောင့်ကျမတို့အလုပ်တာဝန်တွေကအလွန်များပြားနေရာတွေကိုတုံ့ပြန်ရပါမယ်နောက်တစ်ခုကကျတော့ကျမတို့အဲ့မှာ unable to benefit from economic or scale လို့ခေါ်တယ်နောက်တော့ကအကြီးစားထုတ်လုပ်မှုတွေလုပ်ချင်တယ်သို့မဟုတ်ဒီဝယ်ယူမှုအတွက်သက်သာခွင့်အကျိုးကျေးဇူးတွေကိုကျမတို့ကမရရှိနိုင်တာပေါ့နော်အဲ့တော့ပြောရရင်တော့အောက်မှာကျမတို့ဒီရှင်းပေးထားပါတယ်အသေးစိတ်တရားလုပ်ငန်းပမာဏသိငယ်တဲ့အတွက်ကြောင့်ဒီကုန်ကျန်းတွေကိုကျမတို့အများအပြား back လို့ခေါ်တဲ့ဒီပိုင်းနဲ့မဝယ်နိုင်တဲ့အတွက်ကြောင့်ကျမတို့ဒါအကြီးစားကုမ္ပဏီတွေနဲ့နှိုင်းယှဉ်တဲ့အခါမှာဈေးနှုန်းအထူးသက်သာခွင့်တွေကိုရရှိနိုင်မှာမဟုတ်ပါဘူးဒါကတော့ကျမတို့ဒီ sole trader လို့ချင်းရဲ့ဘာလဲဆိုတော့ဆိုးကျိုးတွေပါအဲ့တော့ကျမတို့ကဒီ accounting မှာလည်းပဲနောက်ပိုင်းဆက်လက်သွားပါမယ်အဲ့တော့ဒီအဖြစ်ပြတစ်ခုဖြစ်ရင်ဒါလောကနိယာမအရာကျမတို့ကအဖြစ်နဲ့အပြက်လို့ပြောတဲ့အတွက်ဒီ accounting မှာလည်းပဲ debit နဲ့ credit ရှိမယ်အဲ့တော့ဘယ်ရာပဲဖြစ်ဖြစ်ကျမတို့ကကောင်းကျိုးရှိရင်ဆိုးကျိုးလည်းရှိပါမယ်အဲ့တော့ဒါကြောင့်ခုဒါပြောခဲ့တဲ့နေရာတော့ sole trader ရဲ့ကောင်းကျိုးဆိုးကျိုးပါအဲ့တော့နောက်တစ်ခုကတော့ကျမဒီ partnership ထိ
ဒီဗီဒီယိုမှာပြောသွားပါမယ်အဲ့တော့ partnership ဆိုတာမြန်မာလိုအစုစပ်လုပ်ငန်းမှာအဲ့တော့အနည်းဆုံးကျမတို့ကဒီမှာ2ဦးအထက်ကျမတို့ကအလုပ်တွေကိုအတူတကွလုပ်ကိုင်ကြမယ်ဆိုရင်စီးပွားရေးလုပ်ငန်းကိုအတူတကွလုပ်မယ်ဆိုရင်ကျမတို့ partnership လို့ခေါ်ပါတယ်ဥပမာ3ဦးလည်းဖြစ်ချင်းဖြစ်မယ်4ဦးလည်းဖြစ်ချင်းဖြစ်မယ်5ဦးလည်းဖြစ်ချင်းဖြစ်မယ်ပေါ့နော်ဒီအစုစပ်လုပ်ငန်းမှာဆိုရင်ဒါဆိုရင် partnership လုပ်တဲ့အခါမှာကျမတို့ကကောင်းကျိုးတွေရှိမယ်စိုးကျိုးတွေရှိမှာပေါ့နော်အဲ့မှာဆိုတော့ဒီ partnership လုပ်တဲ့အခါမှာအနည်းဆုံး2ယောက်လို့ပြောတဲ့အတွက်ကြောင့်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျမတို့က capital တွေဘာဖြစ်လာမလဲဆိုတော့တိုးလာမယ်မတည်ရင်းနှီးငွေတွေအဲ့တော့1ယောက်ထည့်ထည့်တာမဟုတ်တဲ့အတွက်2ယောက်ထည့်မယ်3ယောက်ထည့်မယ်ဒါကြောင့် capital တွေဘာဖြစ်လာလဲဆိုတော့ပို့ပြီးတော့စုဆောင်းလာနိုင်မယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျမတို့ကစောစောကတယောက်တည်းတော့ကျမတို့ကအလုပ်တာဝန်တွေကိုတယောက်တည်းပဲအရာရာတာဝန်ယူဖြစ်ရှင်းရတယ်ဒီမှာတော့ကျမတို့ကဒီ specialization and share work ဆိုတော့ဒီမှာအဲ့မှာ partner တွေကတယောက်ချင်းစီရဲ့နောက်ကျွမ်းကျင်မှုအပိုင်းတွေကိုခွဲပြီးတော့တာဝန်ယူမယ်တာဝန်ယူတဲ့အတွက်လုပ်ငန်းတာဝန်တွေလုပ်တာဝန်တွေကိုကျမတို့ကမလုပ်မလဲဆိုတော့ညဝင်ညနိုင်ပါတယ်ဒါတစ်ခုကကျတော့ကျမတို့အဲ့မှာshare responsibility and stress ပေါ့နော်အဲ့တော့စောစောကတယောက်တည်းဆိုရင်တော့ကျမတို့လုပ်ငန်းလုပ်တဲ့အခါမှာရှုံးသွားမယ်ဆိုရင်နောက်တော့ decision ရှာတဲ့အခါမှာမှားသွားလိမ့်မလားဆိုတော့စိုးရိမ်စိတ်နဲ့ကျမတို့ကဘာဖြစ်လဲဆိုတော့ဖိစီးမှုတွေရှိမှာပေါ့နော်ဒီမှာတော့ partnership အစုစပ်လုပ်ငန်းဆိုတဲ့အတွက်ကြောင့်ကျမတို့ partner ချင်းဘာလို့မလဲဆိုတော့ဘာဖြစ်လဲဆိုတော့တာဝန်ယူရတာတွေရှိမယ်ပြီးစိတ်ဖိစီးမှုတွေကိုတယောက်နဲ့တယောက်ဒီနိုင်တန်နေပြီးတော့ဝင်များခန်းစားလို့ရပါမယ်နောက်တစ်ခုကကျတော့ဆို trader ဆိုရင်တော့ဒီရှုံးသွားတယ်ဆိုရင်တော့ကိုတယောက်တည်းခံရမယ်ပေါ့နော်ဒီမှာတော့ partnership လို့ပြောတဲ့အတွက်အစုစပ်လုပ်ငန်းမှာဥပမာရှုံးသွားခဲ့ရင်တောင်မှ partnership မှာ2ယောက်ရှိရင်2ယောက်များခံမယ်3ယောက်ရှိရင်3ယောက်များခံမယ်ဒါဆုံးရှုံးမှုတွေကိုဒါကျမတို့ partnership မှာမျှဝေခံစားလို့ရပါတယ်နောက်တစ်ခုကကျတော့ကျမတို့ဒီမှာနောက်တစ်ခုပေါ့နော်အဲ့တော့ဒီကျမတို့ဒီ simple legal setup လို့ခေါ်တဲ့ဥပမာ company နဲ့နှိုင်းယှဉ်တဲ့အခါမှာဥပဒေကြောင်းအရကျမတို့ကစတင်တည်ထောင်ရန်ကျမတို့က company နဲ့နှိုင်းယှဉ်လိုက်တဲ့အခါမှာအရင်လွယ်ကူပါတယ်ဆိုလိုတာကတော့ company ကြီးတွေလိုမျိုးဆိုတော့မှတ်ပုံတင်ရတာတွေစီမင်းတွေကိုပေါ့နော်ဒီline out စီမင်းတွေမလိုဘဲနဲ့ဒီ partner ချင်းသဘောတူညီချက် agreement တွေယူပြီးတော့ဆိုတော့ဒီအဲ့မှာအစိုးရလုပ်ငန်းကိုအလွယ်တကူဘာဖြစ်လဲဆိုတော့စတင်မယ်နောက်တော့ဗဏ္ဍာရေးစည်းရင်းတွေကိုလည်းကျမတို့ကမလုပ်ထားလို့ရတယ်ဆိုတော့ show ဝတ်တော့လို့ရပါတယ်ဒါကတော့ partnership လုပ်ခြင်းရဲ့ကျမကကောင်းကျိုးတွေပြောသွားတာပါအဲ့တော့ဒါဆိုရင်ကျမတို့ဒီစီးပွားရေးလုပ်ငန်းလုပ်တဲ့အခါမှာ sole trader လုပ်မယ်ဆိုရင်ကောင်းကျိုးဆိုးကျိုးတွေသိထားရတယ်လို့ partnership လုပ်ရင်လည်းကောင်းကျိုးဆိုးကျိုးတွေသိထားရပါမယ်ခုတော့ကျမတို့ partnership လုပ်ခြင်းအပြင် disadvantages ကိုခေါ်တဲ့ဆိုးကျိုးတွေဆက်ပြောသွားပါမယ်။အဲဆိုရင်စောစောကကောင်းကျိုးတွေပြောခဲ့ပြီးပြီဆိုတဲ့အတွက်ဒါ partnership လုပ်တဲ့အခါမှာဆိုးကျိုးတွေကတော့ကျမတို့ကတကယ်လို့ကျမတို့ကလုပ်ငန်းက partnership ကအကျွေးတွေရှိခဲ့မယ်ဆိုရင်ဥပမာ2ယောက်ရှိမယ်3ယောက်ရှိမယ်เนาะအဲ့တော့အကျွေးတွေရှိခဲ့မယ်ဆိုရင်เนาะအဲ့တော့ဒီတဝူရီပိုင်လုပ်ငန်းလိုမျိုးပဲကျမတို့ကအကျွေးတင်တဲ့အခါမှာဒီ partner အားလုံးကနေပြီးတော့ကျမတို့ကဘာလုပ်မလဲဆိုတော့ပေါ့နော်ဒီအကျွေးတွေကိုတာဝန်ယူပြီးတော့ဆက်ရပါမယ်တကယ်လို့ partner တဦးကမဆက်နိုင်တော့ဘူးဆိုရင်လည်းကျွန်တဲ့ partner တွေကသူ့ရဲ့ဒီ agreement အရာကျမတို့ကဒီမဆက်နိုင်တဲ့ partner ရဲ့အကျွေးတွေကိုကျမတို့ပူးတွဲပြီးတော့ဆက်နိုင်ကြဆက်ရမယ့်အခြေအနေရှိရပေါ့နော်နောက်တစ်ခုကတော့တဘောရကွဲလဲတာတွေဖြစ်လာနိုင်တယ် conflict ပရိပက္ခတွေဖြစ်လာမယ်အဲ့တော့ဆိုလိုတာကတော့ပေါ့နော်ဒီတယောက်တည်းဆိုရင်တော့ဘယ်သူနဲ့မှညှိနှိုင်းစရာမလိုတခါတလေ decision ချတဲ့အခါမှာသူကတော့တယောက်နဲ့တယောက်ဒီသဘောထားကွဲလွဲမှုတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့ဒါဒီဆိုတော့ disagreement နဲ့ conflict ဖြစ်လာမယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ကျမတို့အဲ့မှာ profit must be share ဆိုတော့ကောင်းကျိုးတော့ကတော့ဒီရှုံးမယ်ဆိုရင်တော့ loss ဆိုရင်တော့ partner ရှင်းမြောက်ခံမယ်အဲ့မှာ sole trader တော့ကောင်းတာကတော့ကျမတို့ profit ရမယ်ဆိုရင်တယောက်တည်းယူလို့ရမယ်ခုဒီ partnership မှာတော့ profit တွေရလာမယ်ဆိုရင်တော့ partner 2ဦးရှိရင်2ဦးခွဲဝေပေးရမယ်3ဦးရှိရင်3ဦးခွဲဝေပေးရမယ်ပေါ့နော်နောက်တစ်ခါလို့ကျမတို့ကဒီpartnership လုပ်တဲ့အခါမှာတစ်ခါတလေအဲ့တော့ partner အချင်းချင်းသဘောထားကွဲလွဲမှုတွေဖြစ်လာမယ်လုပ်ငန်းအဆင်မပြေမှုတွေဖြစ်လာမယ်ဆိုရင်တော့ lack of continuity ကျမတို့လုပ်ငန်းကိုဆက်လက်ပြီးတော့ရပ်တည်နိုင်မှုရအတွက်အားနည်းတာတွေဖြစ်လာနိုင်ပါတယ်နောက်တစ်ခုကတော့ကျမတို့ဒီနောက်ဆုံးတစ်ချက်ကတော့
ဒီတဲ့အချက်တွေလည်းအများကြီးရှိပါသေးတယ်ဒီမှာတော့ကျွန်တော်ဒီ partnership နဲ့ပတ်သက်လို့အဓိကကြားရဲပေါ့နော်အခြေခံကြားတဲ့ငါးချက်လေးပြောသွားတာပါခုနောက်ဆုံးချက်ကတော့ကျွန်တော်တို့ကဒီပထနာတော့ကသူ့ရဲ့လှုပ်ဆောင်ချက်ဒီပါလဲဆိုတော့ပထနာတွေအားလုံးပေါ်မှာတရားဝင်တရားမှုရှိပါတယ်ဥပမာပထနာတော့ကသူကမတမမှုတွေလောက်ထောင်တယ်ဆိုရင်လည်းကျန်တဲ့ပထနာတွေပေါ်မှာကျွန်တော်တို့အိမ်မှာတရားဝင်တရားမှုတွေဖြစ်လာနိုင်ပါတယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်ခု sorry ခုပြောခဲ့တဲ့ဟာတွေကတော့ဒီကျွန်တော် business organization ပြန်ပြီးတော့ခြုံရရင် business organization မှာpublic sector organization ရဲ့ private sector organization ရဲ့ဆိုပြီးတော့ပြောတော့ခဲ့ပါတယ်အဲ့မှာအဲ့ရနေပြီးတော့ကျွန်တော်တို့ဒီ private sector organization တွေမှာခုပြောခဲ့တာကတော့ sole trader ရဲ့ partnership နဲ့ပတ်သက်တဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေပြောခဲ့တာပါနောက်ဗီဒီယိုတွေမှာလည်းဆက်လက်ပြီးတော့ကျွန်တော်တို့အသေးစိတ်ထပ်ပြီးတော့ဆက်လက်ပြီးတော့ရှင်းပေါင်းမှဆိုတဲ့အတွက်နောက်ဗီဒီယိုတွေမှာဆက်လက်ပြီးတော့ဒီပေါ့နော်လေ့လာနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်